ဒီလိုအေးများတဲ့ဆောင်းရသူလေးမှာချစ်ချင်းဆက်ဆက်လေးနဲ့အသားလေးနုနုအေးသုံးဆောင်ခြင်းနဲ့ချင်းချစ်ကိုတွေအတွက်ဒီနေ့ကျွန်တော်ဝက်နံယိုမီတောက်ကိုမှအိမ်မှာအလွယ်တကူချက်စားလို့ရတယ်လို့တောက်လိုက်တဲ့ green ရှင်းစီပြီးပုံမလွယ်ကူတဲ့နီးစနစ်လေးဖြစ်တာမို့အချိန်လေး5မိနစ်6မိနစ်လောက်ပြီးပြီးဒီဗီဒီယိုလေးကိုအစအဆုံးဝင်ရောက်ကြည့်ရှုပေးလိုက်ရုံနဲ့အိမ်မှာအလွယ်တကူဝက်နံယိုမီတောက်ချက်တက်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာမချက်ခင်မှာဝက်နံယိုလေးတွေကိုရေနဲ့တက်ဆင်အောင်ဆေးပေးပါအဓိကချက်ကတော့ဟင်းအရည်လေးတွေမနောက်သွားအောင်လို့အခုလိုနံယိုကြားကအစီဘတ်တွေအကျော်လေးတွေကိုဆင်အောင်ယူထုတ်ပေးရပါရေတန်းနဲ့2ခါလောက်ဆေးပြီးဆိုလို့ရှိရင်တော့မီအိုလေးကိုဖွင့်ပါရေနွေးလေးကိုအတင်းတင်းလောက်ထည့်ပါမယ်ပထမရေကိုကြတော့ဝက်ရဲ့ညီနှံ့လေးတွေပျောက်ကင်းစေဖို့အတွက်ကျွန်တော်တို့အချိန်လေး5မိနစ်လောက်ပေးပြီးတော့ပြုတ်ပေးပါမယ်ဗျာအခုလိုအချိန်မီ5မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ဒီဝက်သားကိုကျွန်တော်တို့ဆယ်ထုတ်ပေးပါမယ်တကယ်လို့ရေနဲ့ပြန်ဆေးမယ်ဆိုလို့ရှိရင်လည်းဆေးလို့ရပါတယ်ခင်ဗျဝက်ပြုတ်ထားတဲ့ပထမရေကိုတော့ကျွန်တော်တို့မသုံးပါဘူးเนาะနောက်ထပ်တစ်ရေအသစ်ထိုက်ပြီးတော့တည်ပေးရပါမယ်အမွေးချိုင်အတွက်ကြတော့နနမင်အမြင့်စက်သွန်ပြူရှောင်းနူရွက်ဇပလင်ဂျင်းလေးရှိရင်ဂျင်းလေးပါထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကြတော့ဗရေကောလေးကိုထည့်သုံးထားပါတယ်ရေလေးအတင်းတင်းလောက်ထည့်ပြီးဆိုလို့ရှိရင်တော့စောနာကပြုတ်ထားတဲ့ဝက်နံယိုလေးကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်ပါမယ်အရသာကိုကြတော့အခုလိုနန်းစုဖားထိုင်လေးကိုသုံးထားလို့လည်းရပါတယ်เนาะအများကြီးထည့်ပေးစရာမလိုပါဘူးခင်ဗျာမီးလေးပုံမှန်လောက်နဲ့ကျွန်တော်တို့ဟင်းအိုးလေးပေါက်ပတ်ပြန်ဆူလာတဲ့အထိတစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်အခုလိုပေါက်ပတ်လေးဆူလာပြီဆိုလို့ရှိရင်ဟင်းချိုရဲ့အရသာကိုပုံမကောင်းမွန်စီဖို့အတွက်မုံလာဥဖြူလေးတအုပ်လောက်ကျွန်တော်တို့ထည့်ပါမယ်ငံပြာရည်လေးအတင်းတင်းလောက်ပဲထားထည့်ပါမယ်เนาะတကယ်လို့ငံပြာရည်မကြိုက်ရင်စာကြမ်းလေးထည့်လို့ရပါတယ်ခင်ဗျာအချင်းအတွက်ကြတော့တာမြာသီးတက်တာစီဖို့အတွက်ကျွန်တော်မကြီးရည်လေးပါအတင်းတင်းထည့်ပြီးတော့ပြုတ်ထားပေးပါတယ်เนาะတကယ်လို့တာမြာချမ်းပိုင်စင်ကြီးဆိုလို့ရှိရင်တော့မကြီးရည်ထည့်ပေးစရာမလိုပါဘူးเนาะအဖုံးလေးကိုလောအောင်ပိတ်ပြီးတော့ကျွန်တော်တို့နူးသွားတဲ့အထိတစ်ခေါက်ပြန်ပြီးတော့ချက်ပေးပါမယ်ဗျာဝက်နံယူမီတောက်ချက်တဲ့အခါမှာစောနာကကျွန်တော်ပြထားတဲ့ဖားထလိုင်စော့အရည်လေးမရှိဘူးဆိုလို့ရှိရင်စားကြံပင်းငန်းပြရဲ့အကြီးအဲ့ဒါလေးကိုအစားထိုးသုံးလို့ရပါတယ်အသားမုတ်လေးပါထည့်သုံးခြင်းနဲ့ထည့်သုံးလို့ရပါတယ်ခင်ဗျာမီတောက်အိုးကိုချက်ထားတာတနိုင်ခွဲလောက်ကြာပြီဆိုလို့ရှိရင်တော့အသားလေးအီမအီအခုလိုခယွန်းလေးနဲ့ထိုးကြည့်လို့ရပါတယ်ဒီလိုလေးဣသွားပြီးကိုယ်စိတ်ကြိုက်လေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မီလေးပိတ်ထားလို့ရပါပြီเนาะတကယ်လို့အစီလေးများနေမယ်ဆိုလို့ရှိရင်လည်းအခုလိုအစီလေးတွေခတ်ထုတ်လို့ရပါတယ်ခင်ဗျာဟင်းချိုချက်တဲ့အခါမှာအစီနဲ့လေတောက်ရတာကတွင်းရှင်းပြီးတော့ပိုအရသာရှိလေပါပဲခင်ဗျာဒီလိုဆောင်းရသည်နဲ့မယ်ဆိုလို့ရှိရင်တော့အရန်ကိုမှလည်းလိုက်ဖက်တယ်လို့လွယ်ကူတဲ့ချက်နီးလေးပဲဖြစ်ပါတယ်เนาะအရသာကိုကြတော့ကျွန်တော်လာပြီးတော့စပြပါမယ်ကိုစားနိုင်သလားအိုးလေးထဲမှာအသားတုံးလေးတွေထည့်မယ်ပြီးလို့ရှိရင်တော့ဟင်းချိုလေးနည်းနည်းလောက်ထည့်ပါမယ်နောက်ထပ်အရသာကိုကျွန်တော်တို့အမွေးကြိုင်ကြတော့တာမြာရည်နနံပင်ရှမ်းနံတကယ်လို့ကြက်သွန်မိတ်တွေပါကြားရဆိုလို့ရှိရင်လည်းထည့်တောက်လို့ရပါတယ်เนาะအချွန်ကြတော့တာမြာသီးအနှံ့လေးထည့်ပြီးတော့သုံးထားပေးပါတယ်ဗျာလုံးဝကိုမွေးကြိုင်ပြီးတော့အရသာလည်းရှိတဲ့အပြင်ကိုမှပူဆက်ဆက်လေးကြိုက်တဲ့ညီကိုလေးတွေဆိုလို့ရှိရင်တော့ငရုတ်သီးတောင်းလေးပါထည့်ပြီးတော့စားနိုင်ပါတယ်ဗျာအဆက်မစားနိုင်ဘူးအိမ်မှာကလေးတွေတသားမီမီတွေစားမယ်ဆိုလို့ရှိရင်တော့ငရုတ်သီးလေးထည့်ပေးစရာမလိုပါဘူးဗျာအငံလေးလိုအပ်နေမယ်ဆိုလို့ရှိရင်တော့ငံပြာရည်လေးသာအတင်းတင်းထပ်ပြီးတော့ထည့်နော်ငံပြာရည်မကြိုက်ဘူးဆိုလို့ရှိရင်လည်းပဲငံပြာရည်အကြည်လေးထည့်လို့ရပါတယ်ခင်ဗျာကဲဒီနေ့မှာတော့လုံးဝကိုကတွင်ရှင်းစီမဲ့ဝက်နံယိုမီတောက်လေးကိုမှအသားလေးအိထမင်းပူလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းအရန်ဟိုမှစားလို့ကောင်းပါတယ်နော်ကဲအိမ်မှာနေတဲ့ချစ်ညစ်ကိုတွေဒါလေးလိုက်ပြီးတော့ချက်စားကြည့်ပါခင်ဗျာမရှင်းတာလေးတွေရှိရင်လည်း comment အောက်မှာလာရောက်မေးမြန်းနိုင်ပါတယ်ဗျာကဲဒီလိုဆောင်းရသူလေးမှာအခုလိုဝက်နံယိုမီတောက်လေးကိုလေလုံးဝထမင်းလေးအများကြီးမစားနဲ့မနဲ့ယုံမိတောက်လေးကအရည်လေးတောက်အဲ့ဒီဆိုလို့ရှိရင်တော်တော်လေးနူးအိဖတ်တယ်နော်ရှယ်ပဲတကယ်ကောင်းပါလေခင်ဗျာပကံမဆန့်ခနဲ့ကြောင့်ပကံချင်းတယ်အခုလို့ဆိုတော့ရတဲ့အသားလေးဖဲ့တယ်
တားဆိုဘယ်လောက်ထိဣတယ်ဆိုရင်နီကောင်းဆက်ရင်ကြိုက်ရဆိုရင်တော့有啲正道嚟嘅。good good。三下王呀。ဘုံလာဝက်စားရတာရှိတယ်ဝက်နံယူမီတော့ကတော့တကယ်မှလွယ်ကူရိုးရှင်းတဲ့ဟင်းချိုတွေပေါ့နော်လိုက်ပြီးတော့ချက်စားကြည့်ပါခင်ဗျာတကယ်တော့ကိုမမတို့ကျွန်တော်ထုတ်ထားတဲ့ blog တက်လေးတွေကိုအားပေးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့အခုချပြထားတဲ့အကောင့်မှာလာပြီးဝယ်ယူသုံးဆောင်လို့ရပါတယ်ခင်ဗျာကဲဒီနေ့တော့ကျွန်တော်သွားလိုက်အောင်မယ်နော်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ထပ်ပြီးပြပါမယ်ဘိုင်ဘိုင်